ဒီနေ့တော့ဘာမှကြောင့်စင် Academy ရဲ့ basic news writing ကနေပြီးတော့ type of news ကိုခေါ်တဲ့သတင်းမျိုးစားတွေကိုခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့သတင်းရေးသားမဲ့သူတွေကသတင်းမျိုးစားတွေဘယ်နှမျိုးရှိတယ်သတင်းမျိုးစားတွေကိုဘယ်လိုခွဲခြားနိုင်လဲဆိုတော့သိရှိနိုင်မှသာကျွန်တော်တို့သတင်းတွေကိုဖန်တီးထုတ်လုပ်နိုင်မှာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့သတင်းမျိုးစား10မျိုးကိုခွဲခြားစိတ်ဖြာပြီးပြောသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ breaking news ပါ breaking news ဆိုတော့ကျွန်တော်မြန်မာလိုတော့အရင်ကဆက်ရက်သတင်းဆိုတဲ့အစမျိုးသုံးဆက်ခဲ့တာမျိုးရှိပါတယ် breaking news ရဲ့အဓိကရည်ရက်က letter law ဖြစ်တဲ့ letter law ဖြစ်တဲ့ကိုမြန်နိုင်တဲ့မြန်အောင်ပြည်သူလူထုသတင်းပို့ပေးဖို့ရမှာဖြစ်ပါတယ်အင်မတန်ရေးကြည့်ရ letter law လည်းဖြစ်တယ်ပြည်သူလူထုနဲ့ချက်ချင်းနဲ့သိရှိဖို့လိုတဲ့သတင်းမျိုးစားတွေကိုကျွန်တော်တို့ breaking news လို့သတ်မှတ်ပြီးတော့အမြန်ဆုံးအတည်ပြုပြီးတော့အမြန်ဆုံးပေါ်ပြပါတယ်အဲ့ဒါမျိုးကိုကျွန်တော် breaking news လို့သတ်မှတ်ထားပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော် hack news လို့ခေါ်ပါတယ် hack news ဒီလည်းလက်တော်ဖြစ်တဲ့အဖြစ်ပြအခင်းချင်းတွေကိုအတည်ပြုဖော်ပြတာဖြစ်တယ် breaking news နဲ့ဘာပေါ်လာလဲဆိုတာတော့သတင်းအားလုံးကိုအမြန်နဲ့အမြန်ဆုံးလုပ်တာဖြစ်တယ် hack news ဒီ breaking news နဲ့ဆိုင်ရော speed ရနှေးပါတယ်အမြန်နဲ့မြန်အောင်ဆိုတော့တိကျသေးကြအောင်ပို့ပြီးတော့တိကျသေးကြအောင်ခိုင်လုံတဲ့အထောက်အထားတွေအကိုအကားတွေဆက်လက်တွေရှာဖွေပြီးတော့မှတင်ပြတာဖြစ်တယ်ဒါပေမဲ့ hack news ရဲ့တင်ဆက်ပုံကတော့ကျွန်တော်တို့ဖြစ်ပျက်ကိုဒဲလို့ဖော်ပြတယ်ဒီဖြစ်ပျက်ကဒီဖြစ်ပျက်ကဒီအကြောင်းအရာဖြစ်ပါတယ်ဆိုတဲ့စာမျိုးကိုဒဲလို့ဖော်ပြတယ်ခွေဝိုင်းနေတွေ့ဝိုင်းနေဘူးဖြစ်ပျက်ကိုချက်ချင်းနားလေတော့ပေါက်အောင်လို့ရေးသားနည်းနဲ့ဖော်ပြတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါကြောင့်လည်းအဲ့ဒါကို hack news လို့ကျွန်တော်ခေါ်တာပါနောက်တစ်ခုကတော့ soft news ဖြစ်ပါတယ်အဲ့တော့ hack news နဲ့ soft news ကဘာကွာလဲဆိုတော့တိစောက်ပုံနဲ့အချိန်ယူရပုံကွာပါတယ် soft news တွေကဖြစ်အကြောင်းအရာကိုဖော်ပြအောင်နေမဟုတ်ဘဲနဲ့အဲ့အကြောင်းအရာကိုပို့ပြီးနည်းနည်းချင်းနားလေတော့ပေါအောင်လို့ရေးသားပိုင်းဆိုင်ရာအစားပေးချတစားဆင်ပြီးတော့ရေးသားထားတဲ့ပုံစံဖြစ်ပါတယ် software တွေကဒေလိုရေးသားဖော်ပြတဲ့ပုံစံမျိုးထက်စားလို့ရှိရင်ဖြစ်ရဲ့နေဝင်တွေဒါမှမဟုတ်ဖြစ်ရဲ့မှာပါဝင်တဲ့လူတွေပြောစကားတွေဒါမှမဟုတ်ရှင်အဖြစ်အပျက်ကိုပေါ်ရင်ထင်ရှားစေတဲ့ဥပမာဥပဒေရတွေနဲ့စတင်ရေးသားတဲ့ပုံစံမျိုးကိုရေးသားလေးရှိပါတယ်ဒါကြောင့် hand news တွေပါတော့ခုနကပြောကျွန်တော်ဒေလိုရေးသားဖော်ပြတဲ့ပုံစံတွေရေးပြီး software မှာတော့အဖြစ်အပျက်ကိုပိုပြီးထင်သာမြင်သာရှိနိုင်တဲ့ဥပမာတွေဒါမှမဟုတ်ရှင်ဇက်ကောင်တွေနဲ့တေးပေါ်ပြီးတော့ရေးသားတာဖြစ်ပါတယ်ကျန်တဲ့နောက်ထပ်ပြောမဲ့သတင်းမျိုးစားတွေက software ကောင်းစဉ်အောင်မှာပဲရှိပါတယ်ဒါနဲ့ကျွန်တော်တို့ပြီးတန့်ခွဲထုတ်ပြီးတော့နားလည်နိုင်လို့တဲ့ခွဲခြားစိတ်ဖြာပြီးဖော်ပြထားတာဖြစ်ပါတယ်။ပထမဆုံးဖော်ပြခြင်းတဲ့ soft news မျိုးစားတစ်ခုကတော့ feature ပါ feature ဆိုတာကလူဖြစ်ပျက်နေတဲ့အကြောင်းအရာတစ်ခုဇာတ်လမ်းတစ်ခုကိုဝတ္ထုရေးသားရမှာအသုံးပြုလို့ရှိတဲ့တရုတ်ပေါ်ရေးသားနည်းပုံစံနဲ့မြင်ကွင်းတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဂျာနယ်စင်အသုံးနှုန်းရကာလာလို့ခေါ်တဲ့အဖြစ်အပျက်ကိုပံ့ပိုးပေးနိုင်တဲ့တခြားသောအကြောင်းအရာတွေဇာတ်လမ်းဇက်ကွက်တွေဒါမှမဟုတ်ရှင် human story လို့ခေါ်တဲ့လူအဲ့ထဲမှာပါဝင်သူတွေရဲ့ဇာတ်လမ်းတွေကိုအသေးစိတ်စာဆင်ပြီးရေးသားတဲ့ပုံစံမျိုးနဲ့ရေးသားပါတယ်နောက်ထပ်တမျိုးကတော့ investigative report ဖြစ်ပါတယ် investigative report တွေက feature နဲ့ဘာကွာလဲဆိုရင်သူ investigative report တွေအများအပြားဒေရိုဆန်ဆန်ရေးသားတဲ့ report တွေဒေရိုဆန်ဆန်ရေးသားတဲ့ပုံစံမျိုးကိုအများဆုံးအသုံးပြုတယ်ဒါပေမဲ့ဟန်ယူတွေတဲ့ပိုပြီးအသေးစိတ်ကြာနာတဲ့အချက်လက်တွေပေါင်းလာတယ်အထူးသဖြင့်တော့ဖြစ်ပျက်နေတဲ့အဖြစ်ပျက်နောက်ွယ်မှာရှိနေတဲ့ပြည်သူလူထုမသိသေးတဲ့အများအလွယ်တကူမသိနိုင်တဲ့အစိတ်ပိုင်းတွေကိုတူးဆွပြီးတော့ဖော်ထုတ်ပြီးတော့မှပြည်သူလူထုကိုသိရှိအောင်ဖော်ပြထားတဲ့သတင်းမျိုးစားတွေဖြစ်ပါတယ်ဒီသတင်းမျိုးစားတွေဒီသတင်းမျိုးစားတွေရေးသားတဲ့အချိန်မှာပို့ပြီးတော့အားထုတ်ရလို့ပို့ပြီးအချိန်ယူရပါတယ်ဒီချက်ကိုရေးကြည့်တာကဒီအကြောင်းအရာတွေကအများပြည်သူသိရှိသေးတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်ပုံမူခိုင်လုံပြီးအမှန်တရားတိုင်းတိကျအောင်လို့အထက်ပြန်လှန် fact check လို့ခေါ်တဲ့အချက်လက်တွေကိုစစ်ဆေးဖော်ထုတ်စစ်ပြီးတော့မှတင်ပြတဲ့သတင်းမျိုးစားတွေဖြစ်ပါတယ်ဒါကြောင့်သူတို့က investigative report အများစုကအခြေပေးပြီးတော့တည်ဆောက်ရတဲ့သတင်းတွေမှာပါပါတယ်အများအဖြစ်တော့ investigative report တွေအခြေအများဆုံးယူရတဲ့သတင်းမျိုးစားတွေမှာပါဝင်ပါတယ်နောက်ထပ်သတင်းမျိုးစားတစ်ခုကတော့သတင်းစာမျက်နှာတွေသတင်းမီဒီယာတွေကအများကြီးမြင်တွေ့ရသေးတဲ့ရှိတဲ့မျိုးစားပါဒါကတော့အချက်လက်ဆိုတာထက်စားလို့ရှိရင်ကျွန်တော်တို့က opinion ဆောင်းပါးတွေလည်းခေါ်တယ်လို့ editor အပေါ်editor ရဲ့ထင်မြင်စားချက်ဆောင်းပါးတွေလည်းဖြစ်ပါတယ်အဲ့တော့ဒီထင်မြင်စားချက်ကိုရေးသားရမှာလဲကျွန်တော်တို့ကကိုထင်ရာ
အိမ်မက်ရောင်ကြီးရေးသားလို့ရတာမျိုးတော့မဟုတ်ပါဘူးအချက်လက်တွေပေါ်မှာအခြေခံပြီးဖြစ်နိုင်ခြေဖြစ်တန်စွမ်းတွေကိုသုံးသပ်ရေးသားရမျိုးဖြစ်ပါတယ် editorial နဲ့ opinion ရေးသားမှာကျွန်တော်တို့ accountability လို့ခေါ်တဲ့တာဝန်ယူတာဝန်ခံမှုကအရေးကြီးပါတယ်ဆိုတော့ opinion ထင်မြင်စချက်တွေသုံးသပ်ချက်တွေဒါမှမဟုတ်အမြင်တွေကိုရေးသားရမှာဖြစ်တန်စွမ်းရှိဆုံးဖြစ်နိုင်ဆုံးဖြစ်နိုင်ခြေအရှိဆုံးဆိုတဲ့အစာမျိုးကိုသုံးသပ်ပြီးရေးသားရတာဖြစ်ပါတယ်ဒါပေမဲ့စိတ်ကူးရင်ရေးသားလို့ရတာမဟုတ်ပဲတကယ်အချက်လက်တွေကိုအခြေခံပြီးမှအရှင်ဖြစ်ပွားခဲ့တဲ့နမူနာတွေကိုအခြေခံပြီးဒီလိုဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးကိုသုံးသပ်ပြီးမှသာရေးသားရမျိုးဖြစ်ပါတယ်နောက်ထပ်မျိုးစားတစ်ခုကတော့ profile လို့လည်းခေါ်တဲ့ဒါမှမဟုတ်ရှင် human interest story လို့လည်းခေါ်တဲ့မျိုးစားပါ profile ဆိုတာကကျွန်တော်တို့အဖြစ်အပျက်ဆိုတာသက်ဆိုင်လို့ရှင်အများအပြားတော့လူပုဂ္ဂိုလ်တူတယောက်ဒါမှမဟုတ်တည်နေရဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့အကြောင်းကိုအနုလုံပြီးတော့အသေးစိတ်ကအစရေးသားထားတဲ့ဆောင်းပါးမျိုးဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ဒီဇလန်းမှာပါဝင်တဲ့လူရဲ့ဇာတ်ရုပ်ဒါမှမဟုတ်ဒီဇလန်းမှာပါတဲ့အဖွဲ့အစည်းတစ်ခုရဲ့တရုပ်တကံကိုပြည်ပြင်းအောင်တရုပ်ပေါ်ရေးသားနဲ့ရေးသားလေးရှိပါတယ်အဲ့တော့ profile story ကတော့အများအပြား individual ဆန်ပါတယ်တဦးတယောက်ကိုဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကိုဒါမှမဟုတ်နေရာတနေရာကိုပဲရည်ညွှန်းပြီးရေးသားတဲ့ဆောင်းပါးမျိုးတွေကိုကျွန်တော်တို့ profile ဆောင်းပါးလို့ခေါ်ပါတယ်အခုမျှဝေခဲ့တာတော့သတင်းမျိုးစားတွေပဲဖြစ်ပါတယ်သတင်းနောက်ပြောင်းနေတဲ့သတင်းမျိုးစားတွေကိုကြည့်ကြည့်လေးနားလည်မှသာသတင်းတွေကိုဘယ်လိုဖန်တီးထုတ်လုပ်မယ်ဘယ်လိုကြားရတယ်လို့ဘယ်လိုသတင်းအနေနဲ့ဖန်တီးထုတ်လုပ်မယ်ဆိုတဲ့အစားနားလည်တော့ပေါ့နော်ပေါက်နိုင်မှာပါခင်ဗျာ